ဒီမျက်နှာကိုမြင်ဘူးကြမှာပါကြောင်မိမ့်မဆိုတဲ့နာမည်ပြောင်ကိုလည်းကြားဘူးကြမှာပါဒါပေမဲ့ Jocelyn Wildenstein ရဲ့တကယ်ဇလန်က plastic surgery ထက်အများကြီးပိုပါတယ်ဆွစ်ဇာလန်မှာမွေးဖွားခဲ့တဲ့ Jocelyn ဟာအမှုပညာပစ္စည်းရောင်းဝယ်မှုနဲ့အလွန်ချမ်းသာတဲ့ Wildenstein မိသားစုတွေကိုလက်ထပ်ဝင်ရောက်ခဲ့ပါတယ်သူခင်ပွန်း Oleg ကကြောင်ကြီးစားတတဝါ Big Cats တွေကိုတိတ်ချစ်တယ်ကောလာဟာလာတစ်ခုကတော့ခင်ပွန်းဖြစ်သူကိုကျေနပ်စေဖို့ကြောင်နဲ့တူတဲ့ရုပ်ရည်မျိုးရအောင်သူမဟာအလှအပဆိုင်ရာခွဲစိတ်မှုတွေအတွက်ဒေါ်လာတန်ပေါင်းများစွာသုံးစွဲခဲ့တယ်ဆိုတာပါပဲဒါပေမဲ့သူတို့ရဲ့အိမ်တော်ရေးဟာတမိုင်းမှာအပေါက်ကွဲဆုံးနဲ့အကုန်ကျအများဆုံးကွာရှင်းမှုတွေကတစ်ခုအဖြစ်အဆုံးသတ်ခဲ့ပါတယ်1996ခုနှစ်မှာ Jocelyn Wildenstein ဟာမယုံနိုင်လောက်စရာကွာရှင်းကြေးဒေါ်လာ1.5 ဘီလီယံကိုရရှိခဲ့ပြီးနောက်73တိုက်နှစ်စဉ်ဒေါ်လာတန်100ထပ်ရခဲ့ပါတယ်သူမဟာတစ်သက်လုံးသုံးမကုန်တော့ဘူးထင်ခဲ့ရပါတယ်ဒါပေမဲ့တမိုင်းတစ်လျှောက်အကြီးမားဆုံးကွာရှင်းကြေးတွေကတစ်ခုကိုရခဲ့ပေမဲ့ခွဲစိတ်မှုတွေဖက်ရှင်တွေတစ်လကိုဒေါ်လာ3သိန်းခွဲကုန်ကျတဲ့စိန်ခံဘဝနေထိုင်မှုပုံစံတွေကြောင့်သူမဟာအကျွေးပြီးခဲ့ပါတယ်2018မှာဒီဘီလီယံနာတထေးမဟာဒေဝါလီခံကြောင်းကြေညာခဲ့ရပါတယ်ဒေါ်လာ1.5 ဘီလီယံပိုင်ဆိုင်မှုကနေသူ့ဘဏ်အကောင့်ထဲမှာ$0ပဲရှိတော့တယ်လို့ကြေညာတဲ့အထိ Jocelyn Wildenstein ရဲ့ဘဝဟာချမ်းသာကြွယ်ဝမှုကိုယ်ပိုင်ပုံရိပ်နဲ့အတိုင်းအဆမရှိသုံးဖြုံးမှုတွေကြောင့်တုံ့လုပ်เสียဇလန်တစ်ပုဒ်ပါပဲ